တော်မြဲတောက်နေတဲ့ယူဒိန်ကြီးကပစ္စည်းတစ်ထွက်တယ်ဆိုလို့ဒီနေ့သူတို့ပွဲကိုသွားခဲ့တယ်ဝင်ဝင်ချင်းမှလည်းဒီလိုမျိုး photo booth လေးတွေထားပေးထားတော့ဓာတ်ပုံလေးလည်းဝင်ရိုက်ခဲ့သေးတယ်ကိုယ့်လက်ထဲမှာကင်ထားတဲ့မြောင်းမြောင်းဆိုတာဘာလေးများဖြစ်မလဲနော်ယူဒိန်ချင်းကအရသာ9မျိုးပဲရှိတာအခု I love ယူဒိန်ချင်းဆိုပြီးအရသာ9မျိုးတောင်ထွက်လာတယ်နောက်ထပ်အသစ်2မျိုးကဘာများဖြစ်မလဲနော်စမ်းရွရနေပြီးနောက်ထပ်အသစ်ထုတ်ထားတဲ့တောက်ဆရာလေးလည်းရှိသေးတယ် UVIS ဆိုပြီးအရသာ3မျိုးတောင်ရှိတာကျမကတော့အရသာအကုန်လုံးကိုမီးဆန်းခဲ့တယ်မကြီးအရသာလေးကလေလုံးဝ fresh ဖြစ်သွားတာ fish အရသာလေးလည်းတောက်လို့ကောင်းတယ်လိုက်ချီလေးရောပဲထွက်သမျှအရသာအကုန်ကြိုက်နေပြီ TikTok ဆော့ရင်ယူဒိန်ချင်းကနေ350ရမယ်အခွင့်အရေးလည်းရှိသေးတယ်နှစ်ဖြန်ပြမယ်ယူဒိန်ချင်းရဲ့အရသာတွေထဲမှာဘယ်အရသာကိုယူလို့အကြိုက်ဆုံးလဲကျမကတော့ပင်မဲ့အရသာလေးကိုတော်တော်ကြိုက်နေပြီ UVIS ဆိုတာလေးလည်းတောက်ပြီးရင်ဘယ်အရသာအကြိုက်ဆုံးလဲပြောခဲ့အောင်နော်ယူဒိန်ချင်းရဲ့ brand ambassador ခန့်အပ်ပွဲအပြီးမှာတော့ယူဒိန်ချင်းနဲ့အလုပ်တွဲလုပ်ဖူးတဲ့သူတွေထဲကစုပေးတဲ့တဲမှာကျမလည်းစုရခဲ့ပါတယ်နောက်ထပ်ဂိမ်းကစားတဲ့ပွဲမှာလည်းကျမစိတ်လှုပ်ရှားပြီးအရသာတလွဲဖြေမိတာတော့အမှတ်တရအလွဲပေါ့လက်ဆောင်တွေယူပြီးကိုယ့်နေရာပြန်ရောက်တာတော့မှ UVIS က fish အရသာလေးကိုကြိုက်လို့အမောပြေတောက်လိုက်သေးတယ်ဒါလေးတော်တော်ကိုတောက်လို့ကောင်းတာပါ I love you ဒိန်ချင်း TikTok campaign မှာပါပြီး350ရမယ်အကြောင်းလေးလည်းမနေ့ပြန်ပြပြရမယ်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ bye